မွန်နဲ့လူနေမှုဘဝကိုပိုင်းဆိုင်ဖို့နဲ့နေဖို့အတွက်နေရာတစ်ခုထပ်ပို့တဲ့ဒီပန်းလိုင်အိမ်ယာစီမံကိန်း project ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်လာမယ့်အောက်တိုဘာလ18ရက်နဲ့19ရက်2ရက်တည်း public launch event ကျင်းပသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်မှာဆိုလို့ရှိရင် new project ဖြစ်တဲ့ Evergreen Resident အကြောင်းမှာဘယ်လိုအခန်းအမျိုးအစားတွေပါဝင်မလဲဘယ်လိုမျိုး design အသစ်တွေနဲ့ချပြမလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ပန်းလိုင်ရဲ့ sales gallery ကိုလာရောက်ဖို့မြတ်တော့နေပြီးတော့ဖိတ်ခေါ်ပါတယ်